ဘန်ကောင်းမှာတကောင်းနဲ့ကောင်းမှာโอเคကဲလို့ရတယ်အေးဆေးပဲဟုတ်အဲ့လိုတော့အတန်ပေးတော့ဘေးကကောင်တက်ဆော်မှာပေါ့ကျွန်တော်တို့ဟုတ်ပြချင်တော့အားကြီးပါဟောငါသူပဲပြောပြီးတော့ဘေးကစပရလာနဲ့ပြင်နေလို့ပြောပြီးတော့သူအဲ့လိုတော့ပြပါတော့ငါတို့ဆော်မှာပေါ့ဝိုင်းပြီးတော့အောင်တော့ဒါပြီအဲ့အောင်မှာတွေ့ပြီကောင်ကဖုံးချတာမင်းဇက်လိုက်ခေါ်နာအဲ့တော့နောက်မှာဝင်ပြီးတယ်သုံးဘက်ကိုလားဝက်ကြီးကိုလာပြီးတော့စောက်ခုချိုးဖိုက်